ကျိုးကဖြီဖို့ခက်တယ်ဒါလေးကိုအတူတူရေးကြည့်ကြရအောင်ကျိုးဆိုတော့ the rope R-O-P-E rope the rope ဖြီဖို့ကျိုးဖြီတာကို untie ကျိုးချီတာက T-I-E tie ဖြီတယ်ဆိုလို့ရှိရင် untie ဒီနေရာမှာကိုရေးချင်တာကဖြီဖို့ဆိုတော့ to untie ခက်တယ်ဆိုလို့ရှိရင် H-A-R-D hard ခက်ခဲတာခက်ခဲတော့တူဒီ adjective ဖြစ်တယ် KOP ဒါလေးကိုဝကြတစ်ကြောင်းဖြစ်အောင်အတူရေးကြမယ်အရင်ဦးဆုံးစကြောင်းရဲ့အစမှာ subject ရှိမယ် subject က the rope တူဒီ subject ဖြစ်တယ် subject ပြီးရင် verb လာမယ် verb ကိုမစင်စားခင်မှာကျိုးကဖြီဖို့ခက်ခဲတယ်ခက်ခဲတာဒီ H-A-R-D hard တူဒီ adjective ဖြစ်တဲ့အတွက် verb to be ကိုတွဲတုံးပေးရမယ် verb to be က am is are am သုံးမလား is သုံးမလား are သုံးမလားဆိုတာအရှိက subject ကိုကြည့်ရမယ် subject က the rope တူဒီ subject အနည်းကိန်းဖြစ်တဲ့အတွက် is ကိုသုံးပေးရမယ် the rope is hard ကျိုးကခက်တယ်ဘာလို့ခက်တာလဲဖြီဖို့ခက်တယ်ဆိုတော့ to untie the rope is hard to untie ကျိုးကဖြီဖို့ခက်တယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျိုးကဖြီရခက်တယ်အဲ့တော့ကျိုးဖြီတာကို untie ရှုဖနကျိုးတွေဖြီရလဲ untie ဒီ verb ကိုသုံးလို့ရတယ်ကဲနားလည်မယ်လို့မျှော်လင့်ပါတယ်ဒါလေးနားလည်တယ်ဆိုလို့ရှိရင်ဒီဝကြကိုကြည့်ပြီးတော့မှကျိုးကဖြီဖို့မခက်ပါဘူးဒါလေးကိုအငင်းဝကြ comment မှာရေးပေးခဲ့ကြည့်နော် thank you bye bye